အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့ Facebook ကရထားတဲ့ငွေတွေကိုဘယ်လိုထုတ်ရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က Facebook ကနေပြီးတော့မှတစ်လစာရှာလို့ရထားတဲ့ဒေါ်လာတွေကိုလကုန်ပြီးတိုင်း30ရက်နဲ့ကျွန်တော်တို့9ရက်ကြာမှာ Facebook ကနေပြီးတော့မှကျွန်တော်တို့ page နဲ့ချိတ်ဆက်ထားတဲ့ page ရောက်ထဲမှာလာပြီးတော့ပြပေးတယ် on the way ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုပြပေးတယ်အဲ့တော့ကိုယ့်ရဲ့ page ရောက်ထဲမှာဒေါ်လာ100ပြည့်ပြီဆိုရင်တော့ Facebook ကနေပြီးတော့မှကျွန်တော်တို့ကိုလွှဲပေးမယ်တကယ်လို့ကျွန်တော်ဒေါ်လာ100မပြည့်ဘူးဆိုရင်တော့ကျွန်တော်တို့ Facebook ကလွှဲပေးမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုယ့်ရဲ့ page အောက်ထဲမှာဒေါ်လာ100ပြည့်နေတယ်ဆိုရင်တော့လကုန်ပြီလို့ကျွန်တော်22ရက်နေ့25ရက်နေ့ကြားဆိုလို့ရှိရင်ကျွန်တော်တို့ကို page ဆိုပြီးတော့ပြလိုက်မယ် page ဆိုပြီးပြတယ်ဆိုရင်တော့ဒါဆိုရင် Facebook ကနေပြီးတော့မှကျွန်တော်တို့ရဲ့ဒီ page အောက်မှာချစ်စထားတဲ့ဘဏ်သို့မဟုတ် page ပဲတဲ့ကိုလွှဲပြီးဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကိုပြပေးတာပေါ့နော် page ပြပြီဆိုရင်တော့ကိုယ်စီလွှဲလိုက်ပြီပေါ့ဒါပေမဲ့ကျွန်တော်တို့က Facebook ကနေပြီးတော့မှကျွန်တော်တို့ကိုလွှဲလိုက်လို့ပေးပြတယ်ဆိုပေမဲ့ချက်ချင်းကိုယ့်ဘဏ်တွေကိုရောက်လာမှာတော့မဟုတ်ဘူး25ရက်နေ့ကနေပြီးတော့မှလကုန်ပြီ1ရက်2ရက်နေ့ထိကျွန်တော်တို့စောင့်ကြည့်ပေးရတယ်ပေါ့နော်ပေးပြပြီးတဲ့ခြားမှာကျွန်တော်တို့2ရက်3ရက်နေ့ရောက်လာလဲရှိသူတစ်ခါလေးကြောက်စင်လကုန်ပြီ1ရက်2ရက်နေ့မှာလဲကိုယ့်ရဲ့ဘဏ်သို့မဟုတ်ပေးပြတဲ့ကိုရောက်လာတယ်မျိုးလဲရှိတယ်ပေါ့အဲ့တော့ပေးပြပြီးတော့ကျွန်တော်တို့စီကိုမရောက်လာသေးဘူးဆိုရင်လည်းကျွန်တော်တို့ကခဏလောက်စောင့်ကြည့်ရမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့လကုန်ပြီးလို့10ရက်15ရက်ကြာမှပေးတော့ပြတယ်ကိုယ်ဘဏ်တွေကိုလည်းမရောက်လာဘူးပြည့်တယ်ကိုမရောက်လာဘူးဆိုမှကိုကဘဏ်သို့မဟုတ်ပြည့်ရုံကိုဖုန်းဆက်ပြီးတော့ကျွန်တော်တို့မေးရတာပေါ့နော်တကယ်လို့ကိုယ့်ရဲ့ပေးအောက်ထဲမှာ on the way ဆိုတဲ့နေရာမှာကျွန်တော်တို့ဒေါ်လာ100မပြည့်ဘူးဒေါ်လာ50ပဲရှိနေမယ်ဆိုရင်တော့ပြုကနေပြီးတော့မှဒီလာတော့ကျွန်တော်တို့ကိုလွှဲပေးမှာမဟုတ်ဘူးနောက်လာနဲ့ပေါင်းလို့ပြီးမှကျွန်တော်တို့ကို100ပြည့်တယ်ဆိုရင်တော့ကျွန်တော်တို့ကိုပြုကနေပြီးတော့မှနောက်လာကြမှာလွှဲပေးမယ်ပေါ့ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်